ဒီပုံမှာမြင်ရတဲ့အတိုင်းဆိုလို့ရှိရင်ဒီမှာသူကဒေါ်လာ20ကိုရှုံလိုက်ပြီသူဒေါ်လာ20ကျော်ကိုသူကလုံးဝမရတော့ဘူးဒါပေမဲ့ဒီအောက်မှာရှိတဲ့ 3.62 တော့ဒီ content monetization ကနေဒေါ်လာဝင်ငွေတွေကိုသူထုတ်လုပ်ရခြင်းနဲ့ပြန်ပြီးတော့ရခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ setup ကိုနှိပ်ပြီးတော့ pay ရောက်ကိုချိန်ရမှာဒီ pay ရောက်မချိန်ဘဲနဲ့ကျွန်တော်ဒီပတ်စံတွေကိုထုတ်လို့မရဘူးအခုလဲသူဒီဒေါ်လာ20ကျော်ရထားတဲ့ဟာကအလကားဖြစ်သွားပြီသူထုတ်လို့မရတော့ဘူး Facebook ကပြန်တိန်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးပေါ်လာနေတယ်ဆိုလို့ရှိရင်အမြန်ဆုံး pay out ချိတ်ဖို့လိုပါတယ် pay out ဆိုတာက ban account တွေပြီးရင် account number တွေလိပ်စာတွေနာမည်တွေထည့်ရတဲ့ဟာကို pay out လုပ်ခေါ်ပါတယ်ဒီ pay out မချိတ်ရင်ကျွန်တော်ရရှိထားတဲ့ပတ်စံတွေကိုအကုန်လုံးရှုံမှာဖြစ်ပါတယ်ဆိုတော့ဒီလိုပေါ်နေတဲ့မိတ်ဆွေတွေအမြန်ဆုံး pay out ချိတ်ပါမလုပ်တတ်တဲ့သူတွေရှိရင် service ဆရာတွေစီမှာအပ်ပြီးတော့တခြားလောက်ခိုင်းပါဘဏ်အကောင့်ချက်လက်တွေလိပ်စာတွေနာမည်တွေတခြားလေးထည့်ထားကြပါလို့ဒီမှာအတိပေးချင်ပါတယ်အတိပေးချင်ပါတယ်ဒီအပေါ်မှာကြည့်လိုက်သူဒေါ်လာ20ကျော်ရတဲ့ဟာကနှမျောစရာကြီးနော်ဒီလိုမျိုးမဖြစ်အောင်ကျွန်တော်ပေးရောက်အမြန်ဆုံးချက်ရမှာဖြစ်ပါတယ်